သူတို့ဟာရေထဲမှာနေကြပေမဲ့တန့်ရှင်းတဲ့ရေမရှိပါဘူးသူတို့ရဲ့အိမ်တွေကမိုးမုန်တိုင်းတစ်ခါတည်းနဲ့ပြိုကျနိုင်တဲ့အခြေအနေဖြစ်နေပါတယ်သူတို့ကလေးတွေမှာကြောင်းမရှိမွေးစာရေးမရှိပြီးတော့တနေ့တည်းအတွင်းမှာလူထောင်ပေါင်းများစွာပျောက်ကွယ်သွားခဲ့ပေမဲ့သတရင်ကောင်းစင်တော့မရခဲ့ပါဘူးဒါကစိတ်ကူးရင်မဟုတ်ပါဘူးဒီဟာကနိုင်ဂျီးရီးယားနိုင်ငံလေဂေါ့စ်မြို့တွေကမာကိုကိုဆိုတဲ့မမြင်နိုင်တဲ့မြို့ဖြစ်ပါတယ်အလာပါဆုံ skyline နဲ့ဘီလီယံဒေါ်လာအဆောက်အဦတွေရှိတဲ့ Lagos မြို့နာမှာမာကိုကိုဆိုတဲ့ရေပေါ်မြို့တစ်မြို့တိတ်တိတ်လေးတည်ရှိနေပါတယ်ဒီမှာလူ1000ကျော်နေထိုင်ကြပြီးအိမ်တွေဟာတစ်သားတိုင်တွေပေါ်မှာတည်ထားတဲ့ရေပေါ်အိမ်တွေပါလမ်းမရှိဘူးရေလမ်းပဲရှိတယ်ကားမရှိဘူးလေပဲရှိတယ်ဒါပေမဲ့ပိုးရေကြီးတာကမီးမရှိဘူးဆေးရုံမရှိဘူးတန်ရှင်းတဲ့ရေမရှိဘူးအစိုးရတဲ့တော့ဒီနေရာမရှိပါဘူးဒီမှာလူအများစုဟာတနေ့ကို$2လောက်နဲ့ပဲအသက်ရှင်နေကြပါတယ်အလုပ်တွေကငါးဖမ်းဈေးရောင်းလေးမောင်ရှိပါတယ်ဒါပေမဲ့ pollution ကြောင့်ငါလည်းနေလာပါတယ် Lagos ဟာအာဖရိကမှာအလင်းမြန်ဆုံးကြီးထွားနေတဲ့ mega city ဖြစ်ပြီးလူဦးရေ22တန်းကျော်ရှိပါတယ်အဆောက်အဦအသစ်တွေ luxury apartment တွေ billion dollar project တွေတိုးတက်နေပါတယ်ဒါပေမဲ့အဲ့ဒီ skyline အောက်မှာမာကိုကိုဆိုတဲ့ရေပေါ်နေတဲ့လူမှုအထိုင်ဝိုင်းတစ်ခုရှိနေပါတယ်တချို့က Venice of Africa လို့ခေါ်ကြပေမဲ့အဲ့ဒီနေရာမှာဘဝဟာလုံးဝ romantic မဟုတ်ပါဘူးသူတို့ကမတန့်ရှင်တဲ့ရေထဲမှာငါဖမ်းတယ်အဲ့ဒီရေနဲ့ဟင်းချက်တယ်တချို့ကတော့တောက်ရည်တောင်ဖြစ်လာပါတယ်ခလေးတွေကကြောင်းမတန်နိုင်ဘူးစာရေးမတက်ခင်လေမောင်းတက်လာကြတယ်ဒီဟာကသူတို့ရွေးချယ်ထားတဲ့ဘဝမဟုတ်ပါဘူးသူတို့အတွက်ရွေးချယ်စရာမရှိတာပါ2012ခုနှစ်မှာမိတီတတိပေးချက်မှမရှိပဲဘိုးရိုစာတွေဝင်လာပါတယ်တနေ့တည်းမှာပဲအိမ်တွေဖျက်ဆီးခံရတယ်လူထောင်ပေါင်းများစွာအိမ်မဲဖြစ်သွားတယ်သူတို့ဘဝတွေမရှိခဲ့သလိုပဲပျောက်ကွယ်သွားပါတယ် Lagos ကတိုးတက်လာတာနဲ့မျှမြန်မာတဲ့အဆောက်အဦတွေ luxury projects တွေတိုးလာပါတယ်ဒါပေမဲ့မာကိုကိုလိုနေရာတွေကိုဖျက်ပစ်ရမယ်အတားအဆီးလို့သာမြင်ကြပါတယ်ဒါပေမဲ့မာကိုကိုမပြောက်သေးပါဘူးအိမ်တွေပြိုရင်လူတွေအတူတူပြန်တီးကြတယ်ဖျားနာရင်တယောက်ကိုတယောက်ကူညီကြတယ်အစိုးရမရှိတဲ့နေရာမှာ community ကပဲအသက်ရှင်မှုကိုထိန်းထားပါတယ်မြို့တစ်မြို့ဟာဘယ်သူအထက်တည်ရှိတာလဲအမှန်တရားကတော့မြို့ဆိုတာအဆောက်အဦတွေမဟုတ်ဘူးလူတွေပါမာကိုကိုကတော့ယနေ့အထိမြင်တွေ့ခံရဖို့စောင့်နေစေပါမာကိုကိုလူလီကကဲတင်ဖို့မတောင်းဆိုပါဘူးသူတို့ကိုမြင်ပေးပါလေးစားပေးပါလို့သာပြောပါတယ်မာကိုကိုဟာမြေပုံပေါ်မှာမရှိနိုင်ပါဘူးဒါပေမဲ့ဒီဇလန်းကိုကြားပြီးနောက်တင်းစိတ်ထဲမှာတော့ရှိနေပါပြီ